အားလုံးပဲမင်္ဂလာပါရှင်ကီကီသူဒီ channel ကနေကြိုဆိုလိုက်ပါတယ်မင်းညဗီဒီယိုမတင်လိုက်ရဘူးပေါ့နော်အဲ့ဒါကြောင့်ခုမနက်ကထားရိုက်ပြီးတော့မှထားတင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့တနေ့ကုန်လဲပြီးခဲ့ရတဲ့လည်းနေတအားပူတော့လူကနေလို့မကောင်းဘူးအဲ့ဒါကြောင့်မလို့ပါအဲ့တော့ဒီနေ့တနေ့ကုန်လဲခုမနက်အရာထားကြရနေခေါင်းရခဲကိုင်နေဆိုတော့နေရာဒီရောက်လာပြီရာဒူးဒူးလည်းပူလာပြီအပူတိုင်းနေလည်းဖြတ်ပါလိမ့်မယ်ဖြတ်လည်းဖြတ်နေရတဲ့တဲ့ဆိုတော့ကျမရဲ့ကြည့်ဆိုင်ကြပါ heat stroke တွေဖြစ်နိုင်ချေအများများပါတယ်အဲ့တော့ဂယူးဆိုင်တာအကောင်းဆုံးပါဒီဘူးတွေကထပ်ပြီးပြန်လာရင်အေးတွေချက်ချင်းမတောက်ပါနဲ့လို့เนาะကျမရဲ့ဂယူးဆိုင်ကြပါတက်စားလေးလည်းတောက်ပေးကြပါအပူရှက်နိုင်ချေရာခိုင်နှုန်းကအမြင့်ဆုံးအချိန်ဒီမှာရောက်နေတော့လေเนาะကဲဆိုတော့လေ9ရက်4ကအခုကတနင်္လာနေ့တရက်ပိတ်ထားတော့ပုံမှန်ဆိုရင်ဗုဒ္ဓဟူးမကျော်ပတ်တီလို့3လေးရှိတယ်ဒါပေမဲ့ဒီတစ်ပတ်မှာတော့ဗုဒ္ဓဟူးမကျော်ပတ်တီလို့3လို့မရဘူး3ရက်စာပတ်တီလို့3ရလိမ့်မယ်เนาะအဲ့တော့တနင်္လာနေ့တရက်ပိတ်ထားတော့လေเนาะအဲ့တော့ကြာတာပတိမကျော်ပတ်တီဆိုတော့လေအဲ့ပေါ့ကြာတာပတိမကျော်ပတ်တီလို့3လို့ရတာပေါ့เนาะအဲ့တော့9ရက်4လ2026မှာ9ရက်4လ2026အထိ3ရက်စာအင်္ဂါဗုဒ္ဓဟူးကြာတာပတိ3ရက်စာထိုးရမယ်ပတ်တီစတူပတ်တီဖြစ်ပါတယ်ခွန်ပတ်တီဖြစ်ပါတယ်အဲ့တော့တစ်ပတ်စာ3လုံးခွေပူက3ညတစ်ခွန်ခွေပူဖြစ်ပါတယ်အဲ့တော့3လုံးခွေပူထုတ်ရတာလေတကယ်ကိုအားမရှိစရာပဲအရင်တစ်ပတ်ကတက်လေးခွန်ကတော့ထားပါတော့ကျွန်မ formula ရတဲ့အခွေမဟုတ်ဘူး formula ကရတဲ့အခွေကအရင်တစ်ပတ်က2ခွေရတယ် formula ရတာက3ည5ခွန်ခွေပူနဲ့3ခွန်9ခွေပူ3ည5ခွန်ခွေပူကတော့ထပ်သွားတယ်3ခွန်9ခွေပူကပြတ်ထွက်သွားတယ်ပြီးတော့ကံများဘယ်လောက်ဆိုလဲဆိုရင်135ခွန်9အဲ့ဒီမှာ1.5ဆိုတဲ့ခဏကိုကျွန်မမရအောင်ကျွန်မရ3ခွန်9ခွေပူရတယ်အဲ့ဒါထွက်လာတော့1.5တဲ့ခဲအဲ့တော့3လုံးခွေထုတ်ဖို့တော့မှတကယ်အားမရှိတော့တကယ်ကျွန်မဒီတစ်ပတ်3လုံးခွေမိုင်းတော့ဘယ်တော့မှ3လုံးခွေမထုတ်တော့ဘူးတကယ်ပြောရပါလို့ဆိုတော့အဲ့လောက်ထိမားနေကြတော့ဆက်တော့ဖို့မတင်တော့ဘူးလीเนาะကဲဆိုတော့လေဒါတော့ဘာမှမဟုတ်ပါဘူးမန်းတော့ဗီဒီယိုက3မိနစ်စာရမှာမလို့ဒါလေးကိုထည့်ပြောတာဖြစ်ပါတယ်3မိနစ်စာဆိုတော့လေတည်ရမလားအဲ့ဒါမှမဟုတ်လို့ရှိရင်သူကဗီဒီယို short ထည့်ရောက်သွားလို့ရှိရင်လူကတိတ်မတွေ့တော့အဲ့တော့တူဒီထိုးခြင်းလားထိုးလို့ရပါတယ်တစ်ချိန်ထိုးခြင်း9000နဲ့အထက်ဆိုလို့ရှိရင် commission 900ခိုင်နှုန်းပြန်ပေးပါတယ်အစားတော့80စပါလက်ငင်းရှင်းမှာအပတ်ရှင်းမရပါဘူးရှင်တူဒီထိုးဖို့ fiber ကတော့39932638 fiber မှာလာထိုးလို့ရပါတယ်မနက်ပိုင်း7:50 မိနစ်ထိရပါတယ်ညနေပိုင်းဆိုလို့ရှိရင်3:55 မိနစ်ထိရပါတယ်ရှင်အဲ့တော့တစ်ခါကြလို့ရှိရင်လည်းဒိုင်ကစောပြီးမှပိတ်တာရှိရအချိန်ကြလို့ရှိရင်မူရင်းဒိုင်ကျမတင်နေတဲ့ဒိုင်ကတစ်ခါစောပြီးပိတ်တာရှိအချိန်ကြဘာမှလုပ်မရတော့ပိတ်တယ်လို့ပြောရအောင်သူတို့ပိတ်ပြီဆိုလို့ရှိရင်เนาะပိတ်တယ်ဆိုတော့ဥမာတစ်ခါတခါကြရင်သူတို့ကခဏနေလာတင်နေကြတယ်7:58 7:55အထိခဏနေလာတင်နေရဒိုင်းဘက်ကပိတ်တယ်လို့မပြောသေးအဲ့တော့ကျမတင်ပေးနေလို့ရတယ်အဲ့တော့58မှာပိတ်ပြီဆိုလာပြောတော့ဟုတ်ပြီကိုလည်းထားပိတ်လိုက်တယ်တခါကြလို့ရှိရင်7:55ပဲရှိတယ်ပိတ်ပြီဆိုလာပြောရောဘာလို့တို့ခဏနေအရင်များတော့နေမှာသိရမလားအချိန်ကျရင်ဒီဘက်မှာလာထိုးရလူတွေကပိတ်သွားပြီလို့ပြန်ပြောရအဲ့တော့အဲ့ကြောင့်ကျမကိုယ်တိုင်ပိတ်ချိန်သတ်မှတ်ထားတာပုံမှန်ပိတ်ချိန်သတ်မှတ်ထားတာတော့7:50 3:50ဒါပေမဲ့နောက်ကြတာရှိရဲ့ချိန်ကျတော့55ထိစောင့်ပြီးတယ်ဒါပေမဲ့အဲ့ထက်တော့နောက်မကြပါနဲ့လို့ပြောချင်ပါတယ်ရှင်ဘာလို့လဲဆိုဒိုင်နဲ့စကားတအားပြောရလို့ပေါ့နော်သူတို့ကပိတ်ပြီဆိုရင်ကျမဒီဘက်မှာကဏ္ဍလက်ခံတာဘာမှလုပ်မရတော့ဘူးလीနော်အဲ့လိုဆိုတစောင်းလေးရောလက်ခံပေးပါဦးဘာညာဆိုတအားစကားပြောရတယ်ဒိုင်ဘက်ကလည်းချိန်မိုးနေရပဲတကယ်နော်ကဲဆိုတော့သူဒီလာအားပေးမဲ့ဆိုပေးလို့ရပါတယ်အော်ပြီးတော့နောက်တစ်ခုလीနောက်တစ်ပတ်ကတကြံရောက်ပြီနော်တကြံရောက်ပြီဆိုတော့တကြံပြီးရင်လေကျမ commission 1000ခိုင်တော့ပေးနိုင်အောင်ကြိုးစားပေးမယ်ဒီလားဘာလို့လဲဆိုလို့ရှိရင်ကျမအခုကျမတကယ်30ပဲရတာပေါ့နော်အဲ့တော့ထိုးသားတွေကို900ခိုင်တော့လာထိုးရလူ900ခိုင်တော့ပြန်ပေးရဲ့အဲ့တော့ဆက်စားချင်းအဲ့ဒါနဲ့နောက်တရံကကျနောက်တိုင်းခွဲတင်တာပေါ့နော်နောက်တရံကကျတော့73ပေးတယ်ဒါပေမဲ့ဘယ်လိုဖြစ်ဖြစ်
ကျမရတာ9-8လောက်ပဲရတယ်အဲ့တော့အခု15ပေးတဲ့ဒိုင်တိုင်းနဲ့ချိန်နေပါတယ်အဲ့ဒါသူနဲ့ချိန်လို့ရတာပြီဆိုလို့ရှိရင်ဒါထိုးတဲ့သူတွေ1000ခိုင်တော့ပြန်ပေးပါမယ်အဲ့တော့အဲ့ချိန်ကြလို့ရှိရင်တော့9000နဲ့အထက်ဒီလုံး1000နဲ့အထက်လာထိုးရဆိုလို့ရှိရင်ပြန်ပေးမယ်ဆိုပြန်ပေးလို့ရတယ်လေ15ရတယ်ဆိုမှတော့အဲ့ဆိုကိုက900ခံလုံးဝစားမှာဘောဘာလို့မှာတော့ဟုတ်တယ်မလားဒါကကနန်းတင်ပေးကြားရရနေပေါင်းပြီးတယ်ဒိုင်ဘက်ကိုပြန်တင်ပြီးအဲ့ဒါတော့ပဲလေနော်အဲ့တော့ဘာလို့မှာတော့အများကြီးပြီးတော့မှဟုတ်တယ်မလားအဲ့တော့ထိုးသားတွေပြန်ပြီးတာထိုးသားတွေလည်းထိုးပြော်ရည်လीနော်ကဲဆိုတော့စကားပေါ်လေးပေါ်ညာတော့ပါပြီရှင်ကဲဆိုတော့9ရက်4လ2026 9ရက်4လ2026ဒီ3ရက်စာပတ်တီကတော့ခွန်ပတ်တီဖြစ်ပါတယ်တပတ်စာ3လုံးခွေပူကတော့3ညတစ်ခွန်ခွေပူဖြစ်ပါတယ်ရှင်ကဲဆိုတော့ကောင်းလုံးနေ့လေးဖြစ်ကြပါစေရှင်တပတ်စာအကောင်းဆုံးဖြစ်ပြီးတော့မှကိုလိုက်မြတ်ပတ်တီရေစောထွက်အခွေ3လုံးခွေစောထွက်ပြီးတော့မှစောစောနားနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်ပြန်လည်ဆုံတွေ့ကြပါဦးဆိုရှင်